ကလေးတို့အားလုံးမင်္ဂလာပါဒီရှင်နဲ့အတူတူ KGB ရဲ့ခရာလေးသင်ကြားကြမယ်နော်အခုတွေ့နေရတဲ့ B အခရာလေးကတော့စလုံး B အခရာလေးပဲဖြစ်ပါတယ်သူ့ရဲ့နာမည်ကစလုံးသူ့အတန်ကစလို့ထွက်တယ်နော်အဲ့တော့ဒီရှင်ကစလုံး B ခရာလေးရဲ့ခရာကိုတားတို့သမီးတို့ဆိုပြမယ်ကလေးတို့ကဒီရှင်လိုက်ပြီးတော့နားထောင်တာနော်စလုံးစလုံးဖိုးစလုံးခါးကိုကုန်းလို့စပားဆိုင်တုံးအထွက်တိုးမှမို့ပြုံးနောက်တစ်ခါစလုံးဖိုးစလုံးခါးကိုကုန်းလို့စပားဆိုင်တုံးအထွက်တိုးမှမို့ပြုံးသူ့ရဲ့နာမည်ကစလုံးသူ့အတန်ကိုကြတော့စလို့ထွက်တယ်နော်အဲ့တော့ဒီရှေ့ကစလုံးနဲ့စလုံးပေါင်းနဲ့စကလုံးလေးတွေကိုဒီရှေ့ပြောပြမယ်တားတို့သမီးတို့လိုက်ပြီးတော့ကြည့်ထားနော်စစွန်မှာပါဒီရှေ့တို့ကအဲ့ဒီစွန်ဆွဲစကလုံးကိုနှစ်မျိုးသုံးလို့ရပါတယ်တလိษံငတ်စွန်လေးနဲ့လူတွေလှုပ်ထားတဲ့ကစားစရာစွန်ဆိုပြီးတော့ဒီရှေ့တို့နှစ်မျိုးသုံးမယ်နော်နောက်တစ်ခုကစနောက်တစ်ခုစစင်အိုဆောင်စာအုပ်စင်စပါးပင်ကဲပြီးသွားပြီဆိုရင်တော့ဒီရှယ်ကနောက်ထပ်စလုံးရင်းဒီလေးကိုဒီရှယ်ရေးပြမယ်ဒါတို့သမီးတို့ကလိုက်ကြည့်တာနော်တရှက်စလုံးနောက်တစ်ခါတရှက်စလုံးကဲဒါတို့သမီးတို့ဒီရှယ်နဲ့တူလက်ညှိုးလေးနဲ့လေထဲမှာလိုက်ဆွဲကြည့်ပါဦးတရှက်စလုံးကဲနောက်တစ်ခါလေထဲမှာလိုက်ဆွဲမယ်တရှက်စလုံးဟုတ်ပြီနော်ကဲအဲ့တော့နောက်ဆုံးတစ်ခေါက်အနေနဲ့ဒီရှယ်နဲ့အတူတူဒီစလုံး B ရဲ့ခရာလေးရဲ့ကြပြားလေးကိုလိုက်ဆိုမယ်တားတို့သမီးတို့လည်းဒီရှယ်နဲ့အတူလိုက်ပြီးတော့ဆိုလို့ရရယ်နော်ကဲအဲ့တော့ဒီရှယ်ဆိုပြမယ်စလုံးဖိုးစလုံးခါးကိုကုန်းလို့စပားဆိုင်တုံးအထွက်တိုးမှမို့ပြုံးနောက်တစ်ခေါက်စလုံးဖိုးစလုံးခါးကိုကုန်းလို့စပားဆိုင်တုံးအထွက်တိုးမှမို့ပြုံးကဲအဲ့တော့ဒီရှယ်ကစလုံးပြီးခရာလေးကိုတင်ပြသွားပြီဆိုတော့ဒါတို့သမီးတို့လည်းရပါမယ်လို့ဒီရှယ်ထင်တယ်အဲ့တော့ဒီရှယ်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပေးဖို့မမေ့နဲ့ဘူးเนาะကဲတတာ